မန်စီးတီးကိုမြန်မာနေရှင်နယ်လိဂအသင်းလေးလို့ AC တီးပြလိုက်တဲ့အာဆင်နယ်ပရိသတ်များလုံးဝမင်္ဂလာပါရာသီကျော်ခြေတန်းပွဲတွေမှာရလလေးနည်းနည်းရိုင်းသွားတာကိုကြည့်ပြီးအာဆင်နယ်ကိုလောင်ပြောင်ဖို့ဟန်ပြနေတဲ့ Scouting Fan တွေအခုတော့ကွန်မြူနတီတိုင်းပွဲစဉ်ပြီးမှမျက်လုံးပြိုးမျက်စံပြိုးနဲ့အသက်ရှူမှားသွားလောက်ပါပြီမန်ချက်စတာစီးတီးကို3ဂိုးကိုမရှိဆိုတဲ့ရလနဲ့ဖျက်ရိုက်ပြလိုက်တာကတာမန်ဆူဖလားတစ်လုံးယူပြလိုက်တာမဟုတ်ပါဘူးအာဆင်နယ်ခေတ်စတင်ပြီးငါတို့ကဘာကြီးကိုတင်ပိုက်တော့မယ်လို့တကဘာလုံးကိုတရားဝင်ကြေညာမောင်းခတ်လိုက်တာပဲဖြစ်ပါတယ်မန်စီးတီးနီးပြအောင်ဖတ်ခွာရလာပါလို့ရုတ်တရက်ကြီးအနားယူသွားလဲဆိုတဲ့လျှို့ဝှက်ချက်ကိုအခုတော့အားလုံးသဘောပေါက်လောက်ပါပြီမိခေအာတီတာတေဆောက်ထားတဲ့စူပါအာဆင်နယ်အသင်းကြီးကိုတူတင်ကိုတင်မရှင်နိုင်တော့တာကိုကြိုသိလို့သူ့ရဲ့နာမည်ပြတ်မခံဘဲနဲ့ထွက်ပြေးသွားတာပါအခုတော့အဲ့ဒီနေရာကိုဝင်ယူတဲ့အန်ဆိုမာရက်စကာရဲ့ဘွားကတနာစရာပါမာရက်စကာကပွဲမတိုင်ခင်မှာဒါဟာတရားဝင်စူဖလားတစ်လုံးပါအကောင်းဆုံးရှင်ပြိုင်သွားပါမယ်လို့လေလုံးထွားခဲ့ပေမဲ့ကွင်းထဲမှာတော့အာဆင်နယ်ရဲ့ခြေဘွားအောက်မှာပြပြဝှက်ခါစားသွားခဲ့ရပါပြီမန်စီးတီးဆိုတာအခုတော့ဖာကူဆန်ခေတ်လုံးဒေးဗစ်မိုရဲ့လက်ထက်ကမန်ချက်စတာယူနိုက်တက်လို့ဖြစ်သွားပါပြီချင်းသေးတဲ့ခြုံထားတဲ့တိုးတကောင်တက်တာဖြစ်သွားပြီးမာရက်စကာဟာလည်းမန်စီးတီးကိုကင်တွဲဖို့လုံးဝအစစ်မမီတဲ့ဒုတိယမြောက်ဒေးဗစ်မိုရဲ့အဖြစ်တမိုင်းတွင်သွားဖို့တေချာနေပါပြီပထမပိုင်းပြီးမှနေမန်စီးတီးပရိသတ်တွေ TV ပဲပြီးတော့အဲ့ရဝင်သွားရတဲ့အဖြစ်ကဘလောက်တောင်စိတ်သက်ကြစရာကောင်းလိုက်တယ်လေဒီပွဲမှာအာဆင်နယ်ရဲ့ကစားကွက်ဘလောက်အဆင့်မြင့်တယ်လဲဆိုတာကိုကွင်းလေ3ယောက်ထဲနဲ့တင်သက်တည်ပြသွားပါပြီနျူကာဆယ်ကနေရောက်လာတဲ့ဘရူနိုဟာပွဲကိုဖတ်နိုင်စွမ်းလောအားနှုတ်နဲ့တိုက်စစ်ပေးပို့မှုတွေမှာအပြစ်ပြောစရာမရှိအောင်ကစားပြသွားပါပြီမန်စီးတီးကွင်းလေကိုလေ့ကျင့်ရေးကွင်းကကြော်လေးတွေလိုသဘောထားပြီးတော့လှည့်ပတ်ကစားသွားတာပါစကယ်လီဆိုရင်အသင်းကနေထွက်မယ်လို့ကောလာဟာလာတွေထွက်နေပေမဲ့ပွဲစားလို့10မိနစ်ကြာမှရင်ကာလာဖီယိုရီစီကိုသူပေးလိုက်တဲ့ထိုးဖောက်ဖန်တီးမှုကအိုင်းစတိုင်းအောင်တွက်လို့မရတဲ့ပါရမီရှင်စင်တန်ပါကပတိန်ကြီးအော်ဒီဂါကတော့သူ့ရဲ့အကောင်းဆုံးခြေနေကိုပြန်ရောက်နေပါပြီဇိုလေးရဲ့ဖန်တီးမှုကနေတစ်စစ်မန်စီးတီးကိုသမားကြီးဒေါနာရမာကိုရှက်ခွဲပြီးတော့တတိယဂိုးသွင်းသွားတဲ့ပုံစံကဒေါနာရမာအနေနဲ့ဘောလုံးကစားတာကိုရပ်တန့်ပြီးတော့ရွာပြန်ကတရားထိုင်ခြင်းစိတ်ပေါက်သွားလောက်အောင်ကိုတည်တက်လုံးလှပါရီဒီကွင်းလက်3ခုကိုရှင်နိုင်ဖို့ဆိုတော့ပရီးမီးယားလိမှာနေနေတာဥရောပတစ်ခွင်မှာတော့ဘယ်အသင်းမှမရှိတော့ပါဘူးဒီပွဲမှာအာဆင်နယ်ပရိသတ်တွေအနေငယ်စိုးရင်ခဲ့တာကခန်းစစ်မှာဆာလီဘာနဲ့ထင်ပါတို့မပါဝင်နိုင်ခဲ့ကြပါဘူးဒါပေမဲ့ဘာဖြစ်လဲခန်းစစ်မှာလေးဟာချက်အနေငယ်ရှိခဲ့ပေမဲ့ဂိုးပေါက်မှာနောက်ဆုံးကြောက်ဆောင်ကြီးဒဲဗစ်ယာယာရှိနေပါရီယာယာရဲ့အမခန်းကောက်ကွယ်မှုတွေကမန်စီးတီးတိုက်စစ်မှုတွေကိုကွင်းထဲမှာငိုကျင်စိတ်ပေါက်သွားစေခဲ့ပါရီအဓိကခံစစ်မှုတွေမပါဘဲနဲ့တော့မှမန်စီးတီးလိုအသင်းကိုကလင်းရှိရအောင်ကစားနိုင်နေဆိုတော့အာဆင်နယ်ရဲ့ခံစစ်တီဆောက်ပုံစနစ်ကြီးကဘလောက်တောင်ပြီးပြည့်စုံနေပြီလဲဆိုတာကိုပြသနေတာပါပွဲထွက်ကစားမားတွေပင်ပန်းနေပြီဆိုတော့အာဒေတာထဲလိုက်တဲ့အရန်လူတွေကိုလည်းကြည့်လိုက်ပါအောင်ဒက်ဂလန်ရိုက်ဟင်ကာပီဆာကာဇိုဘီမန်တီယောဂရက်အက်ဇေကြောက်စရာကြီးပါဗျာအခြားအသင်းတွေကဒီလိုကစားမတစ်ယောက်ရဖို့ရေးအသေးအံလူဝယ်နေရချိန်မှာအာဆင်ကတော့ဒီကစားမတွေကိုဒုတိယပိုင်းပွဲပြီးကန်ဒီမှသွေးပူလေးချင်ရေးလှုပ်ဖို့တက်လောက်ပဲထည့်ကစားနေတာပါဒါအပြိုင်မဲ့အသင်းတွေကိုမင်းတို့ငါတို့ကိုရှင်ပြိုင်မှုဆိုတော့အိမ်မက်ထဲမှာတော့မဖြစ်နိုင်ဘူးလို့မျက်နှာကိုငွေထုံးနဲ့ဖျက်ရိုက်ပြလိုက်တဲ့အင်အားပြပွဲပါပဲပြောရရင်ဒီ3ဂိုးမရှိဆိုတဲ့ community တိုင်းအောင်ပွဲကတာမန်အဖွင့်ပွဲစဉ်တစ်ပွဲမဟုတ်ပါဘူးအာဆင်နယ်ကအင်္ဂလန်ပရီးမီးယားလိကိုတာမကဥရောပတစ်ခွင်လုံးကိုပါသိမ်းပိုက်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကိုအတေးလင်းကြေညာလိုက်တာပါမန်ချက်စတာစီးတီးဆိုတာအခုတော့ရခိုင်ကကြီးကျယ်ကဲပူးသောဆိုတဲ့ဂုဏ်ပုဒ်လေးနဲ့ကျင်းနေရမယ့်အသင်းဖြစ်သွားခဲ့ပါပြီမာရက်စကာလာအောက်မှာအိမ်ပြည်အသင်းလေးတစ်သင်းဖြစ်ရုန်းကန်ရဖို့ပဲရှိနေပါတော့တယ်တခြားပြိုင်မဲ့အသင်းတွေအနေနဲ့လာမယ့်ရာသီမှာအာဆင်နယ်ကိုအနိုင်ယူဖို့အချိန်ကုန်ခံစဉ်းစားမနေပါနဲ့တော့ပရီးမီးယားလိဖလားချန်ပီယံလိဖလားနဲ့ပြည်တွင်းဖလားတွေအကုန်လုံးကိုအခုကတည်းကအမ်ရိတ်ကွင်းစီကိုပါဆင်းနဲ့တေချာထုတ်ပိုးပြီးတော့ပို့ထားလိုက်တာကအကောင်းဆုံးဖြစ်မယ်ထင်ကြောင်းပါညီကိုတို့ရောလက်ခံကြရလားပြောပြသွားခဲ့ကြပါအောင်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ